စားစရာဝယ်တော့မယ်ဆိုရင်တေချာကြည့်ပြီးမှဝယ်ကြနော်ကျမလိုမျိုးဖြစ်စီနဲ့ကျမထင်တဲ့တရားဆက်ဆက်တော့စားလေးတေချာမဖတ်ဘူးကွယ်ဝယ်လိုက်ချင်ကြတဲ့တရားရှော့တီးလေးရှော့တီး6လေးထင်တယ်မအဲတခါလေးဆိုနေပူလေးဆိုရင်အပြင်းပြေလေးစားလို့ရအောင်လို့ချင်းချင်းချွတ်ချွတ်လေးနဲ့နွေရတီပူလေးဆိုစားလို့ကောင်းတယ်လေနော်အဲ့နဲ့ဝယ်လိုက်ရောအခုမှလာစားမယ်ဆိုတော့ဖောက်လိုက်တော့ငါချော်ရဖြစ်နေတယ်ငါကြီးဖြစ်နေတယ်ကျမဖြစ်လုတ်ထားရလဲကြည့်အောင်ရှောက်တီးနဲ့မတူဘူးလားဒီရနဲ့မြည်တော့ကောင်းတယ်ဒါပေမဲ့ကိုရမစားအားကြီးရဝယ်မယ်ဆိုရင်ဒီစားကြည့်ပြီးမဝယ်ကြနော်ကျမလိုမဖြစ်နဲ့ကျမလိုမဖြစ်စင်နဲ့ရှောက်တီးထင်တော့ဝယ်လိုက်တာငါးကြီးဖြစ်နေတာဟုတ်ကော